နာနာဘဝတွေရဲ့ကိုတင်ပြတာကိုမကြာခဏမြင်ရလေးရှိတဲ့ပီရူးနိုင်ငံကစံအင်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အနိုင်ချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပီရူးနိုင်ငံလီမာမြို့ကစံအင်ကြီးတစ်ခုမှာမကြာခဏဆိုသလိုပရာလောကသားတွေရဲ့နှောက်ယှက်မှုကိုခံရလေးရှိရဆိုပြီးတော့နာမည်ကြီးပါတယ်တခါတလေညဘက်တွေမှာသာမကနေခင်းကြောင်တောင်ကြီးမှာတောင်ပြတင်းပေါက်နာမှာမတက်ရက်နေတဲ့လူတရေလိုအရေးတွေကိုတွေ့ရလေးရှိပါတယ်ဒါကြောင့်မဲမြို့ကန်တွေဟာဒီအင်ကြီးရဲ့အရှိကနေအဖို့မပါဘဲနဲ့ဖြတ်မသွားရဲကြပါဘူးဆိုတော့ပီရူးနိုင်ငံမှာတရေ6တာအင်မတန်ကျန်းနေလို့နာမည်ကြီးရဲ့ဒီစံအင်ကြီးရဲ့နောက်ခံတမိုင်းကြောင်းကိုပြည့်စုံသိရဖို့အတွက်အဆောင်လေးချုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ရအောင်ပါအဆိုပါစံအင်ကြီးကိုတော့မာတူစီတာစံအင်ကြီးဆိုတဲ့နာမည်နဲ့လူသိများပါတယ်လီမာမျိုးရဲ့အလဲကောင်မှာရှိပြီးတော့ဆန်မာတင်ပလာဇာကြီးနဲ့ဆိုရင်မျက်နှာချင်းဆိုင်အနေအထားမှာရှိပါတယ်ကိုလိုနီခီရဲ့လက်ရအတိုင်းတိစောက်ထားတဲ့အဝါရောင်မာတူစီတာစံအင်ကြီးဟာအိုဟောင်းနေရဲ့ဘီတုကာပညာတွေနဲ့ပြည့်နှက်နေပါတယ်အဝေးကနေလမ်းကြည့်လိုက်ရုံနဲ့တင်ဒီစံအင်ကြီးကိုဘယ်လောက်ထိအချိန်ကုန်ကန်ပြီးတော့တိဆောက်ထားရတယ်လဲဆိုတာကိုမှန်းဆနိုင်ပါတယ်။ဒါပေမဲ့စံအင်ကြီးရဲ့အချိန်အဝါကခန့်ညားနေသလောက်သူ့ရဲ့နာမည်ဆိုးကြီးကလည်းကြားရတဲ့သူတိုင်းကိုကြောက်တူးတုံရလောက်တဲ့အထိပဲဖြစ်စေပါတယ်။အထူးသဖြင့်တော့စံအင်ကြီးရဲ့ဒုတိယထပ်မှာမမြင်ရတဲ့နာနာဘဝတရေတစေတွေထိုင်နေကြတယ်ဆိုတာမြို့ကန်တွေအတွက်တော့ကြက်သီးထစရာကောင်းတဲ့သတင်းတစ်ခုပါပဲ။နောက်ပြီးတော့ဒီသတင်းကစံအင်ကြီးမှာခေတ်ဆက်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးမှဖြစ်လာတာတွေဖြစ်ပါတယ်။လွန်ခဲ့တဲ့10စုနှစ်တွေတုန်းကဆိုရင်မြို့ထဲမှာမယူရဲဆန်တဲ့လူတစ်ယောက်ဟာစံအင်ကြီးရဲ့ဒုတိယထပ်မှာညလုံးပေါက်သွားနေခဲ့ပြီးတော့မနက်ရောက်တော့ယူနန်းနဲ့လမ်းပေါ်မှာပတ်ပြေးနေရကိုမြင်ခဲ့ရပူပါတယ်။ဒီစံအင်ကြီးနဲ့ပတ်သက်ပြီးတော့နာမည်ကြီးခဲ့တဲ့ကာလကလွန်ခဲ့တဲ့20ရာစုအလဲပိုင်းလောက်တုန်းကဖြစ်မယ်ထင်ပါတယ်။စီးပွားရေးသမားတစ်ယောက်ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုမထင်မှတ်ဘဲနဲ့အောင်မြင်ခဲ့တဲ့အတွက်စံအင်ကြီးရဲ့ဒုတိယထပ်မှာဧည့်သည်တွေကိုဖိတ်ကြားပြီးတော့ညစာစားပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲကိုတက်ရောက်ခဲ့ကြတဲ့သူတွေဟာနယ်ပယ်အသီးသီးကကြော်ကြားတဲ့သူတွေစွန့်ဦးတီထွင်စီးပွားရေးသမားတွေဖြစ်ကြပြီးတော့အခြားအပင်တွေမဟုတ်ပဲတကယ့်ကိုဒိတ်ကျဲတွေပါပဲ။ဒါပေမဲ့အဲ့ဒီညတော့ကညစာစားပွဲမှာထူးဆန်းတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီပွဲကိုလာရောက်ကြတဲ့သူတွေကတောက်စားပျော်ပါနေရင်နဲ့ရုတ်တရက်အရေးမဲကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။အဲဒီနောက်မှာတော့သူတို့ရဲ့စိတ်တွေကပုံမှန်အခြေအနေမှာမရှိကြတော့ဘဲနဲ့အချင်းချင်းတပ်ဖြတ်ပစ်ကြပြီးတော့နောက်ဆုံးမှာတော့အားလုံးသေဆုံးသွားခဲ့ကြပါတော့တယ်။သူတို့သေဆုံးရတဲ့အကြောင်းကအပေါ်ယံလောက်ပဲသိရတာဖြစ်ပေမယ့်အတွင်းကြခိုင်လုံတာတွေကိုတော့အခုထိမသိရသေးပါဘူး။အဲဒီနောက်ပိုင်းကစပြီးဒီစံအင်ကြီးကိုပိုင်ဆိုင်ခဲ့တဲ့သူတွေဟာဒုတိယထပ်မှာသေဆုံးသွားကြတဲ့ဝိညာဉ်တွေရဲ့ခြောက်လန့်တာကိုအကြိမ်ကြိမ်ခံစားခဲ့ရတာကြောင့်လက်ဆင့်ကမ်းပြီးတော့ရောင်းထုတ်ခဲ့ရင်နဲ့နောက်ဆုံးမှာတော့စံအင်ကြီးဟာပိုင်ရှင်မဲ့ဖြစ်သွားရပါတော့တယ်။ညဘက်အိတ်နေတော့ရုတ်တရက်အသက်ရှူကျက်လာတာမျိုးအိမ်ရဲ့ခေါ်ရီတာမှာရေတံတွေငိုတံတွေကိုကြားရတာမျိုးတကားတွေကသူ့လိုဖွင့်လိုက်ပိတ်လိုက်ဖြစ်နေရမျိုးတွေကိုကြုံခဲ့ရပါတယ်1960ခုနှစ်တုန်းကဆိုရင်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုရဲ့သတင်းတင်ဆက်သူဖြစ်တဲ့အီဂါဆိုတဲ့အမျိုးသားတဦးဟာဒီစံအင်ကြီးရဲ့ဒုတိယထပ်မှာတညနေဖို့အတွက်စိန်ခေါ်ခဲ့ပြီးတော့တကယ်လေးသွားနေခဲ့ပါတယ်နောက်နေ့မနက်ကိုရောက်တဲ့ချိန်မှာတော့သူဟာမျက်လုံးကြီးပြူးထွက်နေပြီးတော့သတိလစ်နေအောင်ကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဆေးရုံကိုအမြန်ပို့ခဲ့ရပါတယ်။ဆေးရုံကဆင်းပြီးအတော်ကြာတဲ့ချိန်ထိသူ့ရဲ့စိတ်အခြေအနေကကြောင်ချောက်ချားတွေဖြစ်နေခဲ့တယ်လို့မိသားစုဝင်တွေစီကနေတဆင့်သိရပါတယ်။အဲ့ဒီညကစံအင်ကြီးထဲမှာအီဂါတယောက်ဘလို့အရာတွေနဲ့ကြုံခဲ့ရလေဆိုတာကတော့သူကလွဲပြီးဘယ်သူမှမသိနိုင်ပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်တွေကိုခွန်မှတ်မှာရေးပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်